ကိသောပြီးထူမန်နေပေပန်းနဲ့ငွေရှားလို့ရတဲ့ဒီ Flip Pay to Earn application တရခုကိုတူတူကလစ်ကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာဒီ application မှာကျွန်တော်တို့ကိသောပြီးရလာတဲ့ဒီပေါ်ကဗတ်စရောက်လေးတွေနဲ့ကျွန်တော်တို့ကဒီစေလေးတွေနဲ့ငွေလောင်းထုတ်လို့ရတာဖြစ်ပါတယ်နော်ကျွန်တော်တို့ကဒီ application မှာကိသောပြီးရလာတဲ့ဒီပေါ်ကဗတ်စရောက်လေးနဲ့ငွေထုတ်မယ်ဆိုရင်တော့ဗတ်စရောက်လေး950ပြီးမှကျွန်တော်တို့ကစပြီးငွေထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာနောက်ပြီးကျွန်တော်တို့ဒီ application လေးမှာဒီပေါ်ကရလာတဲ့ဒီစေလေးနဲ့ငွေထုတ်မယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ကဘလော့မောကနေစာပြေငွေထုတ်လို့ရလဲဆိုတာကိုသိချင်နေဆိုရင်တော့ဒီအောက်က withdraw ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်နှိပ်ကြည့်ပါမယ်ဒီနေရာမှာသူကတော့အရင်ဆုံးကျွန်တော်တို့ငွေထုတ်မဲ့ကောက်လေးကိုခြေခိုက်တာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီအောက်က create withdraw account ဆိုတဲ့အကောင့်ကိုဒီကောက်လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်ဒီ application link ကတော့ကျွန်တော်တို့ငွေထုတ်လို့ရတဲ့အကောင့်ကို region line တစ်ခါတည်းခြေပေးတာဖြစ်ပါတယ်နော်အကဲ၍ blogger တို့ message တို့ကဒီ application လေးမှာ PayPal နဲ့ထုတ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီ application ကို download တဲ့အချိန်မှာ US UK VPN ခံပြီး download တယ်ဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ PayPal နဲ့ထုတ်လို့ရမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေရာမှာကျွန်တော်ငွေထုတ်မဲ့ Two Money ကောက်ရဲ့ဖုန်းနံပါတ်နဲ့ဒီအောက်ကကျွန်တော် Two Money ကောက်ထဲက normal အပြီးဆုံးကိုတစ်ချက်ထည့်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ငွေထုတ်မဲ့ Two Money ကောက်ရဲ့ဖုန်းနံပါတ်နဲ့ normal လေးကိုထည့်လို့ပြီးဆိုရင်တော့ဒီအောက်ကအစေးရောက်လေးနဲ့ confirm ဆိုတဲ့အကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ်ဒါဆိုရင်တော့ဒီမှာကျွန်တော်တို့ငွေထုတ်မဲ့ကောက်လေးကိုချိန်လို့ပြီးဆိုရင်တော့ဒီအောက်က withdraw ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်နှိပ်ကြည့်ပါမယ်ကျွန်တော်တို့ဒီ application မှာရလာတဲ့ဒီပေါ်ကစေလေးတွင်းနဲ့ငွေထုတ်မဲ့ဆိုရင်တော့အနည်းဆုံးကတော့ကျွန်တော်တို့ဒီမှာဝါဘကနေစပြီးငွေလားထုတ်လို့ရတာဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီ application လေးမှာငွေရှားလို့ရတဲ့ဒီပေါ်ကဗတ်စရောက်လေးတွင်းနဲ့ဒီစေလေးတွေကိုဘယ်နေရာမှာဘယ်လိုမျိုးရှားလို့ရလဲဆိုတာကိုတူတူကလစ်ကြည့်မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ကဒီ application မှာ game လေးဆော်ပြီးရှာမယ်ဆိုရင်တော့ဒီအောက်ကစေရောက်လေးနဲ့ play ဆိုတဲ့ကောက်ကိုဒီကောက်လေးကိုတစ်ချက်ထည့်နေပါမယ်ဒီနေရာမှာကျွန်တော်တို့ဒီကယ်လေးဆော်ပြီးလာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာ Okay ဒီမှာသူဆော်ပြပေးထားတာဖြစ်ပါတယ် Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီလိုမျိုးဒီနေရာမှာဒီကယ်လေးလားဆော်ပြီးဒီမှာပါဆေးရောက်လေးတွေကိုလာရှားလို့ရတာဖြစ်ပါတယ်နော်ဒီနေရာမှာကျွန်တော်တို့ဂိတ်ဆော့ပေးကြလာတဲ့ဗာဆေးရောက်လေးတွေကိုဒီမှာကြော်ညာလေးကြည့်ပြီးဒီအောက်ကစားလိုက်လန်လာယူလို့ရတာဖြစ်ပါတယ်နော် Okay ဒါဆိုရင်ဒီမှာဒီ application link ကတော့ဒီလိုမျိုးကြော်ညာလေးတစ်ခုတက်လာတာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ဒီနေရာမှာကျွန်တော်ကြော်ညာလေးတစ်ချက်ကြည့်လိုက်ပါမယ်Okay ဒါဆိုရင်ဒီမှာကျွန်တော်တို့ဒီ application မှာဒီလိုမျိုး gate ဆော်ပြီးကြော်ညာလေးကြည့်ပြီးကျွန်တော်တို့ကဒီဘောက်ကပါဆေးရောက်လေးတွေကိုလာရှားလို့ရတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ဘယ်နေရာတွေမှာရှားလို့ရသေးလဲဆိုတော့ဒီဘောက်ကကျွန်တော်တို့ပါဆေးရောက်လေး29ပါကိုတစ်ချက်နှိပ်ကြည့်ပါမယ်ဒီနေရာလေးမှာလည်းကျွန်တော်တို့ကဒီ application လေးကို Facebook account နဲ့ဒီမှာကျွန်တော်တို့က login ဝင်ပြီးဒီမှာကျွန်တော်တို့ပါဆေးရောက်လေး29ပါကိုထည့်ပြီးလာယူလို့ရတာဖြစ်ပါတယ်နော်Okay နောက်ပြီးဘယ်နေရာတွေမှာရှာလို့ရသေးလဲဆိုတော့ဒီအောက်ကစာရွက် logo လေးနဲ့ tab ဆိုတဲ့နေရာမှာ Okay ဒီနေရာလဲမှာလည်းကျွန်တော်တို့ကဒီ application လေးမှာ data လေးတွေလို့ပြီးဒီမှာကျွန်တော်တို့ကြော်ညာလေးတွေကြည့်ပြီးတကယ်ချင်းဖိတ်ခေါ်ပြီးနောက်ပြီး game လေးတွေကိုဆိုပြီးဒီမှာကျွန်တော်တို့ငွေထုတ်လို့ရတဲ့ display လေးတွေကိုထည့်ပြီးလာရှာလို့ရတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်ကျွန်တော်တို့ဘယ်နေရာတွေမှာရှာလို့ရသေးလဲဆိုတော့ဒီအောက်က shop ဆိုတဲ့ဒီနေရာလေးမှာလည်းကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ data လေးတွေလို့ပြီးရလာတဲ့ token လေးတွေကိုဒီမှာကျွန်တော်တို့ကငွေထုတ်လို့ရတဲ့ပါဆေးရောက်လေးတွေနဲ့ဒီနေရာမှာလာလဲလို့ရသေးတာဖြစ်ပါတယ်နော်ဒီ application လေးမှာလည်းဒီဘောကငွေထုတ်နေတဲ့သူတွေကိုဒီမှာသူတို့ကလာပြပေးနေတာဖြစ်ပါတယ်ခင်ဗျာအနောက်ဆုံးကျွန်တော်တို့ဒီ application လေးမှာဒီဘောကငွေထုတ်လို့ရတဲ့ပါဆေးရောက်လေးတွေနဲ့ဒီစေးလေးတွေကိုဘယ်နေရာမှာအခြေတိုတွင်းနဲ့အများကြီးရှားလို့ရလဲဆိုတော့ဒီအောက်ကလူ logo လေးနဲ့ impact ဆိုတဲ့နေရာမှာဒီနေရာလေးမှာကျွန်တော်တို့ကဒီ application လေးမှာတကယ်ချင်းဖိတ်ခေါ်ပြီးလဲဒီမှာကျွန်တော်တို့ဒီစေးလေးတွေနဲ့ဒီမှာပါဆေးရောက်လေးတွေနဲ့လဲလို့ရတဲ့ token လေးတွေကိုအများကြီးလာရှားလို့ရသေးတာပဲဖြစ်ပါတယ်ခင်ဗျာ Okay ဒါဆိုရင်တော့ကျွန်တော်ရဲ့ blabber တို့ message တို့နဲ့တူတူ Two Money PayPal နဲ့အမှားတကယ်ငွေထုတ်လို့ရတဲ့ Flip Pay to Earn application တစ်ခုကို click ကြည့်ခဲ့ပြီးဖြစ်ပါတယ်နော်အကဲရင် blabber တို့ message တို့ကစိတ်ဝင်စားတယ်ဆိုရင်တော့ဒီ application လေးကို Play Store မှာကိုယ်တိုင် download ပြီးလာ click ကြည့်လို့ရတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီ application ရဲ့လေးကိုလည်း video ရဲ့ description လေးနဲ့ comment လေးမှာလေးချပေးထားခဲ့မှာပဲဖြစ်ပါတယ်နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့နောက် video လေးတွေမှာထပ်တွေ့ကြပါမယ်ခင်ဗျာ bye bye